ဂျပန်ကိုဘိုဒါ GN series တွေမှာဘရိတ်တချမ်းစီမနှင်းပဲနဲ့စီရတိုင်းဘာဖြစ်လို့အခုလောက်ထိချိုးလို့ရလဲဆိုတာသိချင်ပုံမှန်မှာမေးခဲ့ပါဘရိတ်တချမ်းတိတမနှင်းပဲနဲ့စီရတိုင်းအခုလောက်ထိဘာဖြစ်လို့ချိုးလို့ရလဲဆိုတော့ဗီဒီယိုလေးတစ်ခုတည်းကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဂျပန်ဆက်တွေဘရိတ်တချမ်းမနှင်းမနဲ့ဘာဖြစ်လို့အခုလောက်ထိစီရတိုင်းချိုးလို့ရမယ်လဲဆိုတာသိချင်ကွန်မန့်မှာမေးခဲ့လို့ရပါတယ်စီရတိုင်းကျိုးရတကယ်ဆရာကြပါတယ်ဘရိတ်တချမ်းနှင်းပြီးတော့ကျိုးတဲ့ထက်တောင်မှပြီးတော့လွယ်ကူပါတယ်ဗျာဘရိတ်တချမ်းနှင်းနေလီပါလွတ်ရပါမယ်လီပါလွတ်တဲ့ကဘရိတ်နှင်းတဲ့ခြေထောက်တစ်ဖက်ထဲနဲ့လုံးလုံးရပါတယ်ဒါကိုသူတို့ကဒီတော့ဘရိတ်မနှင်းမနဲ့စီရတိုင်းချိုးလို့ရအောင်လှုပ်ထားဖြစ်ပါတယ်ဘယ်လိုလှုပ်ထားလဲသိချင်ကွန်မန့်မှာဝင်ပေးခဲ့ပါနောက်ဗီဒီယိုမှာနောက်လေး share ရင်းနေနဲ့ထွန်ဆက်ချစ်သူတွေထွန်ဆက်အသုံးနေတဲ့ဝါသနာရှင်များအတွက်ဘဝတုဒ္ဒရာသီကိုပြန်လဲမျှဝေတင်ဆက်ပေးမှာဖြစ်ပါတယ်